ရှိတုံးကပေါ့လူသူအရက်ပုတ်နေတဲ့ဟိမဝါဒတောအုပ်ကြီးထဲမှာဓကိတမိဘနှစ်ပါးကိုပြုစုလို့ကျွေးနေတဲ့သူတော်ကောင်းလူငယ်လေးတယောက်ရှိခဲ့ဖူးပါတယ်သူ့ရဲ့အမည်ကတော့သူဝနာတာမတဲ့သူဝနာတာမဟာတာမန်လူသားတွေနဲ့မတူပဲရွှေအစင်းလိုဝင်းဝတဲ့အသားရည်ကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်သူရဲ့မေတ္တာတက်ကဘလောက်တောင်ကြီးမားတယ်လဲဆိုရင်တောထဲကတာရဲတရိษံတွေကတောင်သူ့ကိုရံမမှုတဲ့အပြင်မိတ်ဆွေဖွဲ့ပြီးခင်မင်ကြပါတဲ့မျက်စိမမြင်ရရှာတဲ့မိဘနှစ်ပါးအတွက်ရေခက်တက်သီးရှာပြုစုလို့ကျွေးရင်တားလိုက်မှလေးအပြေဒီတောကြီးထဲမှာအေးချမ်းစွာနေထိုင်ခဲ့ကြတာပေါ့ဒါပေမဲ့ကချင်မဆိုတာကြွတင်မှန်းဆလို့မရနိုင်ပါဘူးတနေ့မှာတော့ဘယ်နဲ့တီပီကပရိယခမင်းကြီးဟာဒီတော်ကြီးထဲကိုတက္ကစားထွက်ရင်သူအနာတာမရေခတ်စင်းတဲ့မြစ်စိတ်ကိုရောက်လာခဲ့ပါတယ်။မင်းကြီးဟာလူချီယာနဲ့သမင်ချီယာတွေရောထွေးနေတာကိုမြင်ပြီးဒါဟာလူလားနှစ်လားဆိုတာသိချင်ဆိုင်ပြပြလာတယ်။သားကောင်လူချင်တဲ့မောက်ဆိုးစိတ်လဲဝင်နေတာကြောင့်လေးချိုကိုတိတ်တင်ဆွဲမြားတံကိုရွယ်ပြီး၆ဘွက်ွယ်ကနေစောက်ဆိုင်နေလိုက်တယ်။အပြစ်ကစ်စင်နဲ့သူဝနာတာမလေးရေအိုးဖိနေတဲ့အချိန်မှာပဲဝီကနဲ့မိဟိုင်းတဲ့အတန်နဲ့တူမြတ်တစင်းဟာသူ့စီကိုပြေးဝင်သွားပါတော့တယ်။အစိတ်လူမြတ်ဟာသူဝနာတာမရဲ့ခန္ဓာကိုယ်ကိုဖောက်ဝင်သွားခဲ့ပါပြီ။ပြင်းထန်လာတဲ့ဝေဒနာကိုခံစားလိုက်ရပေမဲ့သူဟာသူ့အသက်အတွက်မငိုကြည့်ခဲ့ပါဘူး။ငါတည်သွားရင်မျက်မမြင်မိဘနှစ်ပါးဘသူအကူနဲ့နေကြမလဲဆိုတဲ့စိုးရိမ်စိတ်နဲ့သာပြင်းထန်စွာငိုကြွေးနေရှာပါတယ်။ပရိယခမင်းကြီးဟာလဲကျနေတဲ့လူငလေးနာကိုရောက်သွားတော့အခါအော်တော်ရပါတယ်။ရညွှန်းမရှိပဲပြစ်ခတ်တဲ့သူကသူ့အပြည့်ကိုရံမမှုတဲ့အပြင်မိဘအကြောင်းတန်းတားနေတာကိုမြင်တော့မင်းကြီးရဲ့နှလုံးသားမှာကြီးစွာသောနှုံသားတရားရသွားတာပေါ့ကွယ်။ငါဟာသူတော်ကောင်းကိုပြစ်မှားမိလေပြီဆိုပြီးဝဲချတုံးပန်ရင်သူ့အနာတာမရဲ့မိဘတွေကိုကိုယ်တိုင်ဆော့ရှက်ပတ်မယ်လို့ကတိပေးလိုက်တော့တဲ့ကွယ်။မင်းကြီးဟာမျက်မမြင်မိဘနဲ့ပါရှိရာကျောင်းတင်ငန်းကိုတွားပြီးအကျိုးအကြောင်းပြောပြတာဖြစ်သူရှိရာမြစ်စိတ်ကန်းကိုတွဲခေါ်လာခဲ့ပါတယ်မိဘဆိုတာတသမီတိခဲ့ရင်ရေကမ်းမတက်ခန့်စားရတာဓမ္မတာပါပဲကွယ်မိခင်ကြီးဟာတားရဲ့ရေဘက်ကိုစမ်းသပ်ကြည့်လိုက်တော့ကိုမှုနွေ့နွေ့လေးကြံနေသေးတာကိုတွေးလဲရပါတော့တယ်ကွယ်သားဟာမသေးသေးဘူးညစိတ်ကြောက်တာမမျောနေတာပဲဖြစ်မယ်လို့ယုံကြည်ချက်နဲ့မိခင်ကြီးဟာမျက်ရည်တွေချာကနေတည်ကြည်တဲ့စိတ်ကိုမွေးတစ္ဆာစကားကိုစတင်ပြီးဆိုလိုက်ပါတော့တယ်ငါသာသူဝနာတာမဟာရှိကလေးကကုသိုလ်တရားကိုမွေးလျော်သူဖြစ်ပါ၏မိဘကိုယုံသေးလို့ကျွေးသူဖြစ်ပါ၏ဒီတစ္ဆာစကားမှန်ကန်ခဲ့ရင်ငါသားရဲ့ကိုယ်မှာရှိနေတဲ့ညဆိုင်တွေပျောက်ကင်းပါစေသားလို့အဋိဌံပြုလိုက်တဲ့ခဏမှာပဲအော်စရာပါပဲတစ္ဆာနဲ့မေတ္တာဆွမ်းအားကြောင့်သူဝနာတာမဟာအဲ့ရကနေနုတ်တယ်လိုမျိုးချက်ချင်းပြန်လဲရှင်တန်လာခဲ့ပါတယ်ဒါတည်းမကပါဘူးမိဘနှစ်ပါးရဲ့မျက်လုံးအစုံဟာလည်းအလင်းရောင်ပြန်လဲရရှိခဲ့ကြတာပေါ့ကွယ်သားလည်းအသက်ရှင်မိဘလည်းမျက်စိမြင်ရမင်းကြီးလည်းတရားရသွားတဲ့ပျော်ရွှင်စရာမြင်ကွင်းလေးဖြစ်ပေါ်လာခဲ့တာပေါ့ကွယ်မြမလူမျိုးတွေပြောလို့ရှိတဲ့သားရွှေအိုးထမ်းလာတာမြင်ချင်းသည်ဆိုတဲ့စကားပေါ်ဟာဒီဇက်တော်ကောင်းနေဆက်သက်လာခဲ့တာပေါ့ကွယ်ကျေးဇူးတည်တဲ့ချင်းမိဘကိုလိုကြည့်ချင်းနဲ့တစ္ဆာတရားမှတ်ကန်ခြင်းတွေရောက်တေဘေးကိုတော့ကြော်လွှားနိုင်ကြောင်းဒီသူကနာတာမှာဇက်တော်ကတက်တည်ပြနေတော့တာပေါ့ကွယ်